ခေါ်တဲ့မိဘမဲ့ကောင်လေးတယောက်ရဲ့ဇလံကသူ့ရဲ့16နှစ်မွေးနေ့ကိုကျင်းပနေတဲ့အချိန်မှာစိုက်ပျိုးသူတယောက်ဖြစ်ဖို့အိမ်မက်မက်နေတဲ့အချိန်ကစတင်ပါတယ်။အဖိုးအိုတယောက်ကရုတ်တရက်သူ့တကားကိုလာခောက်ပြီးသူ့အခန်းထဲကမီးတွေပြတ်သွားပါတယ်။သူကသူ့ရဲ့ဝိညာဉ်မျက်လုံးတွေနဲ့ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီးဘာဖြစ်နေတာလဲဆိုတာကိုနားမလည်နိုင်သေးပါဘူး။အဖိုးအိုကတကားကိုဖောက်ထွက်ပြီးသူ့နာမည်ကိုခေါ်လိုက်ကသူတို့နှစ်ယောက်စလုံးပျောက်ကွယ်သွားပါတယ်။သူတို့ကလူလောကနဲ့ဝိညာဉ်လောကကြားကနေနမိတ်ကိုပို့ဆောင်ခံလိုက်ရပြီးအဲ့ဒီမှာလူကြီးကသူ့ကိုစနစ်ကိုလက်ခံဖို့တောင်းဆိုခဲ့ပြီးရုတ်တရက်အနီရောင်စွမ်းအင်ဘလုံးကိုဆင်ခေါ်လိုက်ပါတယ်။လင်းကချင်းပြချက်ကိုတောင်းဆိုတော့အဖိုးအိုကဒါဟာသူရဲ့ကောင်းကလိမ်လည်မှုစွမ်းရည်ကိုရရှိတဲ့ဆက်လန်းတွေနဲ့တူတူပဲလို့ပြောပါတယ်။သူကစွမ်းအင်ကိုလေးရခန္ဓာကိုယ်ထဲကိုညွှန်ကြားခဲ့ပြီးသူ့ထဲကိုပေါင်းဆက်လိုက်တာကြောင့်စစ်နတ်ဘုရားစနစ်ကိုစတင်လိုက်ပါတယ်။သူ့ရှိမှစာလေးတစ်ခုကရုတ်တရက်ပွင့်လာခဲ့ပြီးလူကြီးကဒါဟာထောက်ခံစာဖြစ်တဲ့အကြောင်းချင်းပြခဲ့ကဝိညာဉ်လောကရဲ့ထိပ်တန်းအကယ်ဒမီဖြစ်တဲ့ကျူချောင်းမော်အကယ်ဒမီထဲကိုဝင်ခွင့်ရဖို့ကူညီလိုက်မယ်လို့ပြောပြပါတယ်။အဖိုးအိုကသူ့ကိုအဲ့ဒါကိုစဉ်းစားဖို့အချိန်အနည်းငယ်လိုအပ်လိုက်မယ်လို့ထင်ပေမဲ့လင်းကချက်ချင်းလက်ခံလိုက်ပြီးလူလောကမှာသူ့ကိုချီနှောင်ထားတဲ့ဘာမှမရှိဘူးလို့ပြောပါတယ်။သူ့ကိုဘာလို့ရွေးချယ်ခံရတာလဲလို့တွေးမိပြီးလူကြီးကသူ့ရဲ့ကန်ဆိုးတဲ့အရာကိုဖယ်ရှားနိုင်ခဲ့လို့ဝမ်းသာအားရရေမောပြီးပြန်ထွက်သွားပါတယ်။အိတ်ကထဲကစက်ရုပ်လေးကထွက်လာခဲ့ပြီးသူ့ကိုသူစနစ်ရဲ့ဝိညာဉ်အဖြစ်မိတ်ဆက်ပေးကသူ့ကိုပဲမြင်နိုင်တဲ့အကြောင်းပြောပြပါတယ်။သူစားနဲ့အလင်းတစ်ခုကရုတ်တရက်ပေါ်လာခဲ့ပြီးစနစ်ကတယ်လီပို့ချင်းအာကာသလမ်းကြောင်းထဲမှာပိတ်မိနေတဲ့စိုက်ပျိုးသူတယောက်အကြောင်းကိုသူ့ကိုအသိပေးပါတယ်။လင်းကကူညီချင်ပါတယ်။ဒါကြောင့်စနစ်ကစွမ်းအင်ကိုဘယ်လိုဆုပ်ယူရမလဲဆိုတာကိုသူ့ကိုသင်ပေးပါတယ်။သူစူးစမ်းကြည့်လိုက်တော့အလင်းအရင်မြစ်ကစွမ်းအင်ကိုဆုပ်ယူပြီးမိန်းကလေးတယောက်ပြန်ထွက်လာတဲ့ပေါ်တဲ့တစ်ခုကိုဖွင့်လိုက်ပါတယ်။သူမကသူ့အပေါ်ကိုဆင်းသက်လာပြီးလင်းကသူမကိုအယမ်းချစ်ဖို့ကောင်းတယ်လို့တွေးရှိပါတယ်။မင်းကလေးကသူ့ကိုစစ်ဆေးပြီးသူ့ကိုတူထောင်ဖို့ကူညီပေးပါတယ်။သူမရဲ့လက်ကိုထိမိတဲ့အခါစနစ်ကဒါကိုသိရှိပြီးသူ့ရဲ့ရုပ်ပုံကိုမြင့်တင်ဖို့ဝတ်စုံအသစ်တစ်ခုကိုပေးအပ်ခဲ့ကသူ့ရဲ့အတွင်အပြင်ကိုပြောင်းလဲပေးပါတယ်။မင်းကလေးကသူ့ကိုသူလာနာလို့မိတ်ဆက်ပေးခဲ့ပြီးသူကလူလောကကလာတာလို့ပြောပါတယ်။သူမကဒါကိုကြားတော့အံ့ဩသွားပေမဲ့သူကသူ့ရဲ့ထောက်ခံစာကိုပြသလိုက်ပါတယ်။လင်းကသူမနောက်ကိုလိုက်ပြီးကောင်းကင်မှာပေါ်လို့မျောနေတဲ့